ဇလန်းစမှာတော့အဖိုးဖြစ်သူကနရဲပြည်မှာမာကြောက်ကစားရင်းရွံတသိန်းရှုံးသွားပါတယ်ဒေါသထွက်နဲ့တရဲစစ်တီတတန်းကိုခေါ်ပြီးနရဲပြည်ကိုတိမ့်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့ပလင်ပေါ်တက်ခါနီးမှစစ်တပ်ကိုလက်စာမပေးနိုင်ဖြစ်နေတဲ့အခါမြေဖြစ်သူမင်းသားစီညာတိုင်းအိမ်မက်လာပေးပြီးငွေဆက်ကူတွေမိရှို့ပို့ပေးဖို့လာတောင်းဆိုပါတော့တယ်ငါမြေးလေးမင်းစီအိမ်မက်လာပေးတာအခါပေါင်းမနေတော့ဘူးစစ်တိုက်ဖို့ပိုက်ဆံမရှိဘူးလို့ပြောနေတယ်လေဘာလို့ပိုက်ဆံမရှို့ပေးသေးတာလဲလို့စူပါတယ်မြေဖြစ်သူမင်းသားကလည်းကျွန်တော်အိယာကမနိုးသေးဘူးလေရှို့ပေးချင်ရင်တောင်နိုးတဲ့အထိစောင့်ဦးမပေါ်လို့ပြန်ဖြေပါတယ်အဲနောက်ဘိုးကလက်စာမပေးရတာတလရှိပြီဖြစ်လို့စစ်တပ်ကပုံကန်တော့မယ်ဆိုပြီးပူညံလုပ်နေတာပါမင်းသားကလည်းအဖိုးရဲ့စောလေးတည်ပြီးဝင်စားလိုက်ပါတော့လားနောက်ဘဝကြရင်ကျွန်တော်မိသားစုမှာလာဝင်စားကျွန်တော်ကအဖေလုပ်ပြီးအလိုလိုက်ထားမယ်လို့နောက်လိုက်ပါတယ်ဒါကိုအဖိုးကငါထက်တည်ရင်လုံးဝပျောက်ကွယ်သွားတော့မှာကွာပိုက်ဆံထက်မရှို့ပေးရင်မင်းကိုရှင်းဖို့လူလွတ်လိုက်မယ်အစင်မပြေရင်ငါကိုယ်တိုင်လာခေါ်ပြီးပိုက်ဆံဘလို့ရှို့ရမလဲတင်ပေးမယ်လို့ချင်းချောက်နေတာပါမနှက်ဖြန်ပိုက်ဆံမရရင်အသေးလာခေါ်မယ်ဆိုလို့မြေဖြစ်သူလဲလက်နိုးသွားပြီးဖက်နဲ့တောင်မစည်းနိုင်ပဲစက်ကူရုပ်ဆိုင်ကိုအမြန်ပြေးရပါတော့တယ်ဆိုင်ရောက်တော့ဆိုင်ရှင်ကိုလီစီကနေဘီလီယံ100တန်ငွေစက်ကူတွေဝယ်ပါတယ်မင်းသားကဒီလထဲမှာတင်ဘီလီယံ150ဘိုးလောက်ရှို့ပေးပြီးအဲ့ဒါတောင်မလောက်သေးဘူးလို့ညှိနေတဲ့အချိန်ဆိုင်ရှင်ကဒီလိုရှို့နေမဲ့အစားပိုက်ဆံထုတ်တဲ့စက်ကိုပါတခါတည်းရှို့ပေးလိုက်ဖို့အကြံပေးပါတယ်မင်းသားကလည်းသဘောကျသွားပြီးပိုက်ဆံထုတ်ဆက်3လုံးဝယ်ကအဖိုးရဲ့တင်ချိုင်းကိုသွားပြီးချက်ချင်းမိရှို့ပေးလိုက်ပါတယ်ပိုက်ဆံလိုရင်ကိုဘာသာထုတ်သုံးတော့အိမ်မက်ထဲထက်မလာနဲ့တော့လို့လည်းမှာခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်လို့အေးအေးဆေးဆေးအိမ်မယ်လို့တုံးအဖိုးကအိမ်မက်ထဲထက်ရောက်လာပါတယ်အဖိုးကပိုက်ဆံတွေပိုရှင်နေဖြစ်ပေမဲ့အခုလက်နက်တွေလိုအပ်နေပြီလို့ဆိုပါတယ်လေရင်တွေအမြောက်တွေလုတ်ပေးဖို့တောင်းဆိုနေတာပါဒီခါမင်းသားကသူ့လစာတွေအကုန်လုံးစက်ကူရှိုးတဲ့နေရာမှာကုန်နေဖြစ်လို့ဘလို့လုတ်ဝယ်နိုင်မလဲလို့ညီးတဲ့အခါအဖိုးကမတေခင်ခြံထားခဲ့တဲ့350ရှိတယ်လေလို့ပြောတော့စောပစ်ကောင်ကအဲ့ဒါသူ့ရေးစားဟောင်းလိန်သွားပြီဖြစ်ကြောင်းငိုယိုပြီးပြောပြပါတယ်အဖိုးကမြေးကိုနှစ်သိမ့်ပေးပြီးနရဲပြည်မှာပြန်ဝင်စားဖို့ဆိုရင်ပိုက်ဆံပေးရကြောင်းပိုက်ဆံမရှိရင်အနှစ်100လောက်ကျန်းတဲ့တဲ့အလုပ်ကျန်းတွေလုပ်ရကြောင်းပြောပြပါတယ်ဒါကြောင့်အခုငရဲပြည်ကိုရော်လန်ပြီးတဝက်လောက်ကိုတိမ့်ပိုက်ထားပြီးဖြစ်တာကြောင့်လက်နက်တွေလိုအပ်နေရလို့ဆိုပါတယ်မင်းသားကပိုက်ဆံမရှိလို့မတက်နိုင်ဘူးပြောတော့အဖိုးကမြို့ရဲ့အချမ်းသာဆုံးတထေးကသူ့ဖွဲ့ရဲ့မနေ့ကမှဝင်လာကြောင်းအဲ့ဒီတထေးရဲ့မြင်းမလေးကနေတဆင့်သူ့စီပိုက်ဆံပို့ပေးခိုင်းမယ်လို့အကြံပေးပါတယ်အဲ့ဒီတထေးကမပုံကန်ချင်ပေမဲ့သူ့သားကစက်ကူပိုက်ဆံမရှို့ပေးပဲပန်းတွေပဲပို့ပေးလို့နရဲပြည်မှာနေတိုင်းပန်းရောက်နေရရှာတာပါဒါကြောင့်အဖိုးကသူ့မြေးနဲ့တထေးရဲ့မြင်းမလေးကိုလက်ထပ်ပေးမယ်လို့ပြောလိုက်ပါတယ်ပြီးတော့မြေးဖြစ်သူကိုအခက်ခဲကြုံရင်ဖောက်ခွဲပြီးသူ့ကိုခေါ်နိုင်ဖို့အသက်ကယ်လက်နက်တစ်ခုပေးခဲ့ပါတယ်နောက်ဝင်းမနက်ကုမ္ပဏီကိုသွားတဲ့အခါစိန်ခံကားရန်ကြီးကိုတွေ့လိုက်ရပြီးကုမ္ပဏီကိုမြို့ရဲ့အချမ်းသာဆုံးကူမိသားစုကဝယ်လိုက်ပြီလို့သိရပါတယ်အဲနောက်ဆောက်မိတဲ့ရုတ်တီကြီးနဲ့ဝင်သွားတော့ချက်ချင်းပဲအမျိုးသမီး CEO ကူရွှေချင်းကသူ့လူတွေနဲ့မင်းသားဖြစ်သူလိုချန်ကိုဖမ်းခေါ်လာခိုင်းလိုက်ပြီးရွှေချင်းကသူမရဲ့အဖိုးဟာအိမ်မက်ထဲမှာအရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့လာတွေ့ပြီးလိုချန်ရဲ့အဖိုးကသူ့ကိုခွေးတကောင်လိုနှိပ်စက်နေကြောင်းပြောပြပြီးဒေါသထွက်နေတာပါလိုချန်ကအထင်လွဲနေတာပါလို့ဖြေရှင်းလိုက်ပြီးအဖိုးဖြစ်သူမှလိုက်တာတွေပြောပြလိုက်ပါတယ်အဲနောက်ရွှေချင်းကသူ့ပိုက်ဆံလိုချင်ရင်သူခိုင်းတာလုပ်ပေးရမယ်ပြောပြီးမင်းသားကိုအလုပ်တစ်ခုခိုင်းပါတယ်စောက်လက်ဆအဆောက်အုံတစ်ခုမှာထူးဆန်းတာတွေဖြစ်နေလို့အဲ့ဒါကိုရှင်းပေးရင်ရွံတတန်းပေးမယ်လို့ကမ်းလှမ်းပါတယ်လိုချန်လဲတတန်းရမယ်ဆိုလို့လက်ခံလိုက်ပေမဲ့အဲ့ဒီနေရာကလူတက်မှုဖြစ်ထားပြီးတရဲချောက်နေတဲ့နေရာဆိုတာလမ်းဘေးသတင်းစာဖတ်မိမှသိသွားပါတယ်သူကအဲ့ဒီအဆောက်အုံထဲမှာညအိပ်ဖို့စူးစမ်းရင်ကြောက်လန့်နေပါတယ်အဲ့ဒီအချိန်မှာပဲအသက်ခံထားရတဲ့အမျိုးသမီးတရဲကထွက်လာပြီးသူ့ကိုရန်ရှာပါတယ်လိုချန်လဲပြတလဲနဲ့အဖိုးဖြစ်သူပေးလိုက်တဲ့အဆောင်နဲ့အဖိုးကိုခေါ်လိုက်တော့ရောက်လာပေမဲ့တရဲမကအရန်ကျန်းနေတော့ပြန်ပြေးရပါတယ်ဒါပေမဲ့အဖိုးကလက်လျှော့တာတော့မဟုတ်ပါဘူးအနောက်မှာငရဲမင်းရဲ့တမန်တော်နှစ်ယောက်ကိုပြန်ခေါ်တာပါတမန်တော်နှစ်ယောက်ကလည်းပိုက်ဆံပေးမှတရဲမောက်ကိုဖမ်းပေးမယ်ဆိုတော့လိုချန်ကချက်ချင်းပဲအဲ့ဒီတမန်တော်နှစ်ယောက်ကိုစက်ကူငွေတွေပေးပြီးလက်ထိုးလိုက်ပါတယ်ထိုခါမှသဘောကျသွားပြီးတရဲမောက်ကိုဖမ်းခေါ်သွားကြတာပါအဖိုးကနရဲပြည်မှာပိုက်ဆံရှိရင်ဘာမဆိုလုပ်လို့ရကြောင်းတက်တေပြလိုက်ပြီးအာနာဆက်ဖြန့်ဖို့အဝါရောင်စက်ကူနဲ့လှုပ်ထားတဲ့လက်နက်တွေမြင်ရှို့ပေးဖို့ထပ်မှာပါတယ်ဒါတွေကိုဝေးကနေမှန်ပြောင်းနဲ့ကြည့်နေတဲ့ကူရွှေချင်းကလိုချန်မှာတကယ်ပဲအစွမ်းရှိတာကိုမြင်သွားပါတယ်အိမ်ပြန်ရောက်တော့သူမရဲ့အဖိုးကအိမ်မက်ထဲလာပြီးလိုချန်ရဲ့အဖိုးကအရန်ကျန်းလို့အဆွေမျိုး80လုံးအရိုက်ခံနေရကြောင်းပြောပြီးဒါကြောင့်လိုချန်နဲ့သာလက်ထပ်လိုက်ဖို့ငိုယိုတောင်းပန်နေပါတယ်ရွှေချင်းကလက်မခံဘဲလိုချန်ကိုလှည့်စားပြီးသူမအဖိုးအတွက်ပါစက်ကူငွေတွေရှို့ပေးအောင်လုပ်မယ်လို့ကြံစီပါတော့တယ်ဘာလို့လဲဆိုတော့လိုချန်ကစက်ကူရှို့ရင်အဖိုးဖြစ်သူစီတိုက်ရိုက်ကုန်ရောက်ပေမဲ့တခြားလူတွေရှို့ရင်ငရဲပြည်ပံမှာအဖြတ်ခံရလို့ပါနောက်တစ်ခန်းမှာတော့လိုချန်ကရွာကစက်ကူဆိုင်ကိုသွားပြီးလက်နက်တွေကိုပုံစံတူ3ဘက်မြင်ပရင်နာနဲ့ထုတ်ပေးဖို့ငွေပို့ပေးပြီးခိုင်းနေတာပါညဘက်မှာစက်ကူတင်နက်တွေအမြောက်တွေကိုမိရှို့ပေးလိုက်တဲ့အခါအဖိုးဖြစ်သူကအရန်သဘောကျသွားပြီးဓာတ်လက်နက်တွေသုံးနေတဲ့ငရဲပြည်ကကောင်တွေကိုခစ်တစ်လက်နက်တွေနဲ့ပညာပေးတော့မယ်လို့ကြုံသွားပါတယ်လိုချန်ကမနှက်ဖြန်ကြရင်တင်ကားတွေနဲ့တိုက်လေရင်တွေထက်ရှို့ပေးမယ်လို့ပြောတဲ့အခါအဖိုးက
တိုက်လေရင်တွေမလိုဘူးပိုလက်တွေးကြတဲ့နျူကလ িয়ার ဘုံးသာအလုံးနဲ့လောက်ရှို့ပေးလို့တောင်းဆိုလိုက်ပါတော့တယ်နောက်ဝင်မနဲ့လိုချန်နိုးလာတဲ့အခါသူ့ချန်ဝင်းထဲမှာလူမိုက်တက်တော်ဆောင်တွေအစီရီရက်နေတာကိုအံ့ဩဖွယ်တွေးလိုက်ရပါတော့တယ်